let's a lot surprise ခံစားချက်ကတော့သမီးလုံးဝမမျှော်မှန်းထားဘူးဆိုအခုချိန်မှာဘယ်လိုပြောမလဲဒီလိုမျိုးသူတို့ကလည်းပြိုင်ပွဲတောက်လျှောက်လေပြိုင်ပွဲတောက်လျှောက်ဗုဒ္ဓင်းတွေပေးရဲအေးပြတ်တဲ့အချိန်တွေလည်းအများကြီးအဲ့ထဲမှာမှဒီလိုမျိုးလက်ဆောင်အကြီးကိုပေးလိုက်မယ်တော့လုံးဝမမျှော်မှန်းရဲဘူးပြီးတော့မျှော်လည်းမမျှော်လင့်ခဲ့ဘူးသူတို့စီကနေချစ်ချင်းမြတ်တာရတော့မှသမီးအရင်ချင်းနဲ့နေပြီပေါ့နော်ပြီးတော့သမီးဆိုလို့ရှိရင်ပြိုင်ပွဲတောက်လျှောက်သမီးကကျတော့ဝင်းနာအထိသွားတဲ့အခါကျတော့သူတို့ဗုဒ္ဓင်းတွေပေးရတာဗုဒ္ဓင်းတွေသူများတဲ့ဘယ်လိုပြောမလဲပတ်စံပို့ကုန်တာပေါ့နော်ပတ်စံတွေပို့ကုန်တာတော့မှသမီးကအခုလိုမျိုးsurprise တီးတိုက်တယ်ကားလက်ဆောက်ပေးတဲ့အခါကျတော့သူတို့လည်းအရင်ကျေးဇူးတင်ပါတယ်သမီးမှာတော့သူ့ရဲ့အတိုင်းပဲဘာမှမရှိဘူးသူတို့ဘာမှလုပ်ပေးနိုင်တာတော့မရှိဘူးဒါပေမဲ့သူတို့ကျေးဇူးဆက်တဲ့အနေနဲ့သမီးတစ်ချင်းတစ်လေးလုပ်မယ်သူတို့ဘယ်လိုတစ်ချင်းတစ်လေးနဲ့အမြဲတမ်းမိတ်ဆက်ပေးမယ်ပေါ့သမီးရဲ့ star ဆိုတဲ့အရှိကိုရှိတိုင်းသူတို့ချစ်တဲ့white new စုံစုံအတိုင်းပေါ့နော်အမြဲရှိပါမယ်လို့တရားနေပဲပြောချင်ပါတယ်အားလုံးအရင်ကျေးဇူးတင်ပါတယ်ဟုတ်ကိုတိုင်ခွန်ကျော်ကားရတော့ကလည်းသမီးရဲ့အကိုတယောက်ကားရတယ်လို့ပဲပေါ့နော်သူကားရတော့သူရဲ့ post မှာတော့သွားရတဲ့ကားစီလို့ရပြီဟေးဆိုပြီးအခုကကျတော့သမီးကိုယ်တိုင်လည်းကားရတယ်ဆိုတော့သမီးမောင်နှမ2ယောက်ကနေပြီးတော့ကားပတ်မောင်းပြီးတော့ရန်ကုန်သမီးလုံး17ယောက်လုံးပေါ့နော်တူသွားလို့ရပြီပေါ့ဆိုတော့အရင်ပြောပါတယ်တခြားလူတွေလည်းရောက်မှာပါဟုတ်မရခဲ့ဘူးသမီးကလေအဲ့လိုမျိုးမွေးနေ့ surprise တွေဆိုလို့ရှိရင်လေသမီးကဒီရုပ်တွေပါတယ်ငယ်တော့အရင်ကြိုက်ခဲ့တာဒါပေမဲ့ဘယ်လိုပြောမလဲဒီမြန်မာအိုက်တော့ပြိုင်တော့မှအယုတ်တွေရဘူးတယ်အဲ့လိုမျိုးပေါ့နော်အယုတ်တွေလည်းငယ်တော့အရင်ကြိုက်တယ်ဒါပေမဲ့အယုတ်ဝင်ဘာလို့မှလဲပတ်စံပဲကုန်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တယ်ဒါပေမဲ့အခုကျမြန်မာအိုက်တော့ပြိုင်ပြီးနောက်ပိုင်းအယုတ်တွေလည်းအများကြီးရတယ်ပြီးတော့အခုလိုမျိုး surprise အကြီးကြီးတွေလည်းရတယ်လက်ဆောင်လည်းအကြီးရဆိုတော့ဒါအရင်ဘယ်လိုပြောလဲပြောမပြတ်တလောက်အောင်မနော်နှလုံးသားတွေကနေပြီးလဲကျေးဇူးတင်တယ်ပြီးတော့အိမ်လဲထိုက်ရထားတယ်အခုလဲအိမ်နဲ့ကားနဲ့ဆိုတော့သမီးအရင်အဆင်ပြေနေဘောနော်ရန်ကုန်မှာသွားဖို့လာဖို့အရေးသမီးရဲ့ဘဝကိုစဉ်းစားပေးပြီးအခုလိုမျိုးလုပ်ပေးရတဲ့အတွက်အရင်ကျေးဇူးတင်ပါတယ်ကြတော့ဒါ28ရက်နေ့ဆိုတော့အားလုံးလဲဒါသမီးဝင်နာရတဲ့2လပြည့်လည်းဖြစ်တယ်ပြီးကြလို့ရှိရင်သမီးရဲ့မွေးနေ့ကမလုပ်ဖြစ်သေးဘူးပေါ့နော်အဲ့ဒါ white new beast တွေကနေပြီးတော့ပြန်မှန်ခံပြီးတော့ဒီနေ့ဒီဝင်နာရ2လပြည့်ရယ်ပြီးတော့ family meeting ရယ်ပြီးကြလို့ရှိရင်သမီးမွေးနေ့ရယ်3ချက်ခောက်တစ်ချက်ပြတ်ပေါ့အဲ့လိုမျိုးသူတို့ကသမီးခီးသွားနေရဒီကိစ္စတွေသမီးမသိဘူးသူတို့ကလုံးမယ်ဆိုတော့လေတကယ်အဲ့လိုမျိုး family တွေပြီးကြလို့ရှိရင်နည်းနည်းရင်းနှီးရဲ့တငယ်ချင်းတွေနည်းနည်းအနှဲငယ်ပဲရှိမယ်လို့ထင်ခဲ့ရပါတော့ဆရာမရဲ့အနှဲငယ်ပဲရှိမယ်လို့ထင်ခဲ့ရဒါပေမဲ့ဒီလဲရောက်လာတော့သူတို့လောက်ထားတာတွေ့တဲ့အတိုင်းပဲဘူပေါင်းတွေအားလုံးအဆင်ပြေနေအားလုံးလည်းအရင်လှရပါတော့အဲ့တော့ကြောင့်မလို့သမီးရဲ့ဆုံ army တွေရောသမီးကိုပြည်ပြနေပြီးတော့ပြိုင်ပွဲကနေပြီးတော့တောက်လျှောက်ချစ်ပေး white new beast တွေရောပြီးတော့အဓိကဒီမှာအတေခါပင်ပန်းခံတဲ့အပင်ပန်းတဲ့လူကဗာလေပြိုင်ပွဲကလေးကနေပြီးတော့ဗောနော်စပြီးတော့သူများအားပေးခဲ့ကိုထောင်းရှိရဲပြီးကြလို့ရှိရင်မစိတ်လေးရှိရဲမဆူရှိရဲမဂျူလိုက်ရှိရဲပြီးကြလို့ရှိရင်မရွှေဗောနော်သူတို့ဆိုလို့ရှိရင်အခုချိန်ထိသမီးကိုခရီးသွားရင်လည်းသမီးမနေကြမရှိဘူးသူတို့ကပဲတကယ့်အမေလိုပဲလိုက်ပေးရေစားသူတို့ကရေကိုရေလို့ပြောစရာတော့မလို့မျက်နှာကြည့်ရတယ်သူတို့သမီးဘာလို့လဲဆိုချက်ချင်းသိရအဲ့လိုမျိုးဗောနော်အဲ့လိုမျိုးဖျားပေးရမိခင်တွေဗောနော်ဒါသူတို့နဲ့အဲ့လိုမျိုးအခုဆိုလို့ရှိရင်လည်းဒီနေ့ဆိုလို့ရှိရင်လည်းမေဆူရောမေစိန်တို့ကိုထောင်းတော့အမြဲအားလုံးစစ်စစ်ပေးထားတဲ့အရာလေးဖြစ်ပါတယ်လို့သူတို့လည်းအရင်ကျေးဇူးတင်တယ် white new beast တွေလည်းအရင်ကျေးဇူးတင်တယ်ဆုံ army တွေကတော့အမြဲတမ်းသူတို့ကဘိုးကြီးလို့ခေါ်တော့လုံးဝဆုံရေးတက်တွေတော့အရင်လည်းချစ်ပါတယ်အရင်လည်းကျေးဇူးတင်ပါတယ်ဟုတ်အရှိမကျတော့သမီး album လေးလုပ်ဖို့ရှိတယ်ပြီးကြလို့ရှိရင်ဒီ album မှာကျတော့သမီးမေလာလောက်ပေါ့တော့တက်ကတ်တော့ထားထားတယ်ဒါပေမဲ့အခုကတည့်ရဲ့အတိုင်းပဲပွေးလည်းအများကြီးဆက်ထားရတယ်ဆိုတော့သမီးလည်းအတန်လည်းတိတ်မမှန်သေးဘူးပေါ့နော်အဲ့တော့ဖြည်းဖြည်းချင်းနဲ့ပေါ့နော်album တက်လဲစူးစမ်းနေရဲ့တချင်းတွေလဲစပြီးတော့တွင်းတော့မှာဖြစ်တယ်ပြီးတော့ဘယ်လိုပြောမလဲပွဲတွေလဲစတိုက်ဆိုနေရပေါ့နော်အဲ့တော့နည်းနည်းတော့ပင်ပန်းတယ်ဒါပေမဲ့အခုလိုမျိုးချစ်ပေးတဲ့သူတွေအများကြီးရှိတော့ပေါ့နော်အရင်အားရှိပါတယ်ဆက်လက်ပြီးတော့စူးစမ်းတော့ပါမယ်အချိန်album ထွက်ဖို့ကကျတော့နည်းနည်းအချိန်ကြာတာနဲ့မကြာတာပဲကွာသွားမှာပေါ့ဟုတ်ကဲ့ပါအားလုံးအရင်ကျေးဇူးတင်ပါတယ်မီဒီယာတွေကနေပြီးတော့တစ်စက်တမီးအခုလိုမျိုး family meeting မှာလည်းpublic နဲ့ထိတွေ့ခွင့်ပေးတယ်မီဒီယာအားလုံးကိုလည်းအရင်ကျေးဇူးတင်ပါတယ်ဒီထက်မကမီဒီယာအားလုံးမှာလည်းဒီထက်မကအောင်မြင်ပါစေလို့တမီးဆုတောင်းပေးပါတယ်ဟုတ်